အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတခါမစ်ဆွေတို့ကိုအနာရောင်တင်းတာတွေမျက်ရည်ယိုပြီးတော့မှမျက်ခွင်ရောင်တာတွေဘီပိုးစီပိုးယောဂါတွေကြောက်ကပ်ယောဂါတွေစတဲ့ယောဂါတွေမှာအသုံးပြုလို့ရနိုင်တဲ့ဆင်နှမောင်းပင်နဲ့မိတ်ဆက်ပေးကြပါတယ်အခုမိတ်ဆွေတို့မြင်နေရတဲ့အပင်ကိုဆင်နှမောင်းကြီးပင်လို့ခေါ်ပါတယ်ဆင်နှမောင်းပင်မှာဆင်နှမောင်းကြီးဆင်နှမောင်းလေးဆိုပြီးရှိတဲ့နေ့မှာအခုမိတ်ဆွေတို့မြင်နေရတဲ့ဆေးပင်ကိုဆင်နှမောင်းကြီးပင်လို့ခေါ်ပါတယ်ဒီဆင်နှမောင်းပင်ကိုကျွန်တော်တို့ကျန်းမာရေးအတွက်အသုံးချတတ်မယ်ဆိုရင်များစွာကြိုးရှိပါတယ်ကျွန်တော်တို့ကျန်းမာရေးအတွက်ဘယ်လိုအသုံးချရမလဲဘယ်လိုအသုံးချနိုင်တယ်လဲဆိုတာကိုအရှင်နာဂသိန်းပုံပြဆေးပြီးတံပထမအတွက်စာမျက်နှာ294 290နဲ့5တို့မှာရေးသားထားတာကိုမိတ်ဆွေတို့ပြန်လဲမျှဝေပေးကြပါတယ်အဲ့ဒီထဲမှာရေးသားထားတာကတော့ဒီဆင်နှမောင်းကြီးပင်ကသူ့ရဲ့အရသာနဲ့အကျိုးသွားကခါသောအရသာရှိတဲ့ဂုံနဲ့စွန်းရည်ကိုဆက်လက်ပြီးမှနောက်ရမယ်ဆိုရင်တွန်းရှုပ်စေတတ်၏တဲ့ပြင်းထန်သောအဖျားကိုပျောက်ကင်းစေတတ်၏နာကျင်ကက်ခဲခြင်းကိုပျောက်ကင်းစေ၏အနာကိုတုတ်တင်တတ်၏အတနုကိုတစ်စေ၏လို့ရေးသားထားပါတယ်ဒီဆင်နှမောင်းကြီးပင်ကိုကျွန်တော်တို့ယောဂလိုက်ဘယ်လိုအသုံးပြုလို့ရတယ်လဲဆိုရင်မိတ်ဆွေတို့အနာတွေတင်းရောင်နေတယ်ဆိုပါကဒီဆင်နှမောင်းကြီးအရွက်ဖြစ်ပါတီစီပေးမယ်ဆိုရင်အနာတင်းရောင်တာတွေကိုလင်းမြန်စွာရော့စေတယ်လို့ဆိုပါတယ်မိတ်ဆွေတို့မျက်ရည်ယိုစီးပြီးတော့မှမျက်ခွန်တွေရောင်နေတယ်ဆိုပါကဒီဆင်နှမောင်းကြီးရဲ့အရွက်ဒီကိုလိမ့်ပေးမယ်ဆိုပါကလင်းမြန်စွာပျောက်ကင်းစေတယ်လို့ဆိုပါတယ်မိတ်ဆွေတို့ကိုလိုင်းပေါ်မှာကြောက်ကပ်ယောဂါတွေပျောက်တယ်ဘီပိုးစီပိုးတွေပျောက်တယ်ဆိုပြီးတော့မှအကျယ်တဝတ်နေရေးသားကြတာကိုမိတ်ဆွေတို့အားပြန်လည်မျှဝေပေးကြပါတယ် Facebook ပေါ်မှာဒီဆင်နှမောင်းကြီးကိုဆေးဘက်မှာကြောက်ကပ်ယောဂါနဲ့ပတ်သက်ပြီးတော့မှတကယ်လက်တွေ့ပျောက်ခဲ့တယ်ဘီပိုးစီပိုးတွေကိုလည်းပျောက်တယ်စီးချိုယောဂါကိုလည်းထိန်းနိုင်တယ်ဆိုပြီးတော့မှအကျယ်တဝတ်ရေးသားကြတာကို